နော်ဆယ်ကျော်သက်တွေဒါတွေအရွယ်တွေအားလုံးအများစုကမိုင်းနဲ့သမားတွေများတယ်နော်မိုင်းနဲ့သမားတွေကြီးပါပဲအများစုပါနော်မိုင်းနဲ့သမားလာမယ်မိုင်းနဲ့ဆလန်လာသမားလာမယ်ဒါတွေအများစုနော်ဒါအသက်အရွယ်နဲ့ပိုင်းခြားပြီးတော့ပြောတဲ့အနေအထားမျိုးနော်သင်တန်းပေးတဲ့နေရာမှာကျတော့အဲ့တော့နောက်ထပ်ဒါကအဝေးကြည့်ပြီးတော့နောက်တဲ့အနီးမုံတဲ့အနေအထားမှာကျတော့သူကအသက်40ပတ်ဝန်းကျင်ရောက်လာပြီဆိုရင်အကျိုး3ခု38 30ခွဲဒီပတ်ဝန်းကျင်ရောက်လာနည်းနည်းသိမ့်မမြင်ရတော့မုံလာပြီဆိုရင်ပါဝါဘယ်လောက်ကစမလဲဆိုတော့အစိတ်ဆိုတာကသိမ့်မပြောပါလားဘူးအနည်းဆုံး90လောက်ကစလိမ့်မယ်နော်90လောက်ကနေစကြည့်ကြမယ်90ကနေစပြီးအလုပ်လုပ်မယ်သူတို့တွေမုံလာပြီလို့သိတာလာပြီဆိုရင်အစိတ်နဲ့သိတာလာတာမဟုတ်အစိတ်ကလုံးဝမသိတာဘူးအဲ့တော့သူက90နဲ့ပဲအလုပ်လုပ်လိမ့်မယ်နော်အဲ့တော့မျက်စိစမ်းတဲ့နေရာမှာစမ်းပြလိုက်တဲ့အနေအထားမျိုးလေးကိုတစ်ခုစာကြည့်သမားကြတော့သတိပေးရမယ်ကိုအတိုင်းတာထားတဲ့လက်မှတ်ထဲစာကြည့်ဆိုရင်ပိုမကြည့်စေနဲ့ပိုကြည့်ခဲ့လို့ရှိရင်သူကပါဝါအများဆုံးတက်မယ်နော်90တက်နေလို့ခုမှ90စတက်တဲ့လူတယောက်ကအဲ့ဒီ90နဲ့အဝေးတွေကြည့်ကောင်းသွားရင်အဲ့တော့အဲ့လူကပါဝါဘယ်လောက်ရောက်သွားမလဲအဝေး90ဆိုအရှင်ဘယ်လောက်ထွက်လာမလဲအရှင်အနည်းဆုံး100တက်လာမယ်အဲ့တော့သူကမလိုအပ်ဘဲနဲ့ပါဝါတက်သွားတယ်ဒါကစီမင်းစည်းကမ်းလေးတွေပြောမပြလို့ပါဝါတက်တာဖြစ်တယ်နော်ဒါကမျက်စိစမ်းသက်တဲ့ဆရာဝန်တိုင်းမှာတာဝန်ရှိတယ်စာကြည့်ကိုဘယ်နှလက်မှပဲတက်မယ်အဝေးကြီးကတော့ကြိုက်တဲ့နေရာကြီးပေါ့သူအနည်းကြီးကျတော့အဝေးကြီးအမျက်မှန်ချုပ်ကြည့်လိမ့်မယ်ဟုတ်တယ်နော်ဒါမိုင်းနဲ့သမားတွေနော်ပလက်သမားကျတော့စာကြည့်ပဲတက်ရမယ်အနေထားမို့လို့ပါဝါ90လောက်နဲ့အဝေးကြည့်လို့မရဘူးအနည်းငယ်တော့ကြည့်လို့ရတာပေါ့မျက်လုံးမအကျင့်ပါသွားမှာလေအဲ့လိုတိုင်းတာကြီးအဲ့တော့စာကြည့်စမ်းတဲ့နေရာမှာပါဝါ90ပဲစမ်းစမ်း100ပဲစမ်းစမ်း150ပဲစမ်းစမ်းအဲ့တော့အဲ့ဒီစီကံချက်လေးတွေတော့သူတို့ကိုသတ်မှတ်ပေးလိုက်နော်တိုင်းတာအဲ့ထက်ပိုမကြည့်နဲ့မျက်လုံးကိုပါဝါတက်နိုင်တဲ့အတိုင်းတာတိုင်းအကုန်လုံးရှင်းပြမျက်စိစမ်းသက်တဲ့ဆရာကတယောက်ကရှင်းပြလိုက်လို့6လိုက်တာပဲဖြစ်ဖြစ်အဲဆိုရင်မျက်စိသူတို့ပါဝါတက်တဲ့လူတွေအကုန်ကြောက်တယ်အဲ့တော့ကိုကဟိတ်နဲ့ဟန်နဲ့နေရမယ်စကားပြောရင်ပြောချက်ကထိထိရောက်ရောက်ဖြစ်ရမယ်နော်ဒါမျက်စိစမ်းတဲ့ဆရာတွေကလိုက်နာကျင့်သုံးရမယ့်အရာတွေနော်သူတို့ရဲ့စကားပြောချက်တွေကိုပြောမပါစေနဲ့အဲ့တော့ကိုမျက်စိစမ်းသက်ပေးတဲ့လူနာတွေလည်းသူဘေးမှာပါလာတဲ့လူတွေရဲ့မလိုအပ်တဲ့စကားတွေကြောင့်နော်ပါဝါမှာတန်တရားဝင်တဲ့အတိုင်းအတာမျိုးတွေကြုံလာလိမ့်မယ်အဲ့လိုမျိုးအကျုံးမခံနဲ့ကိုတက်စပေါင်းနဲ့ပဲဆန်းဆန်းကွန်ပျူတာပဲဆန်းဆန်းဘာနဲ့ပဲဆန်းဆန်းအဲ့ဒီဘေးလူနဲ့မပတ်သက်ဘူးလက်ရှိကာယကရှင်နဲ့ပဲပတ်သက်တာပတ်သက်သည့်အတွက်သူ့ရဲ့မျက်လုံးပါဝါကိုပြောခြင်းလဲပြောမပြောခြင်းလဲစာရွက်နဲ့ပဲရေးပေးလိုက်စာရွက်ကိုလည်းတုံတောင်ကသူတို့ဖတ်မရအောင်သာရေးလိုက်နော်သူကတုံတောင်လို့ရှာရှိတယ်အဲ့ဘေးလူကပိုးရှာရှိတယ်နော်ဘေးမှာပါလာတဲ့လူတွေကအဲ့လိုအတိုင်းအတာတွေရှိတယ်ဒါကမျက်စိစမ်းတဲ့အနေထားမှာသက်40ကျော်လာပြီး50တို့55တို့ဆိုရင်အများစုကပလက်တွေကြီးပဲနောက်ပိုင်း60နာကတ်လာပြီဆိုရင်တချို့သောလူတွေမှာကျတော့ပေါင်းပါဝါနဲ့အနုပ်ပါဝါချိန်တတ်တယ်ဒါလေးလည်း view ဆိုင်ရမယ်နော်လက်ရှိအနေထားမှာတချို့ကျတော့လည်းအပေါင်းပါဝါဘယ်လောက်ပဲတက်နေမျက်လုံးပြန်ကောင်းသွားတဲ့လူပါဝါမလိုအပ်တော့တဲ့လူတွေလည်းရှိတယ်ဒါပေမဲ့မျက်လုံးဆိုတဲ့အနေထားမျိုးကစာကြည့်လို့ကောင်းပြီအလွတ်ကြည့်လို့ကောင်းပြီဆိုသူကအဝေးနဲ့တော့မဟုတ်ဘူးနော်ဒါသတိထားမယ့်ချက်တွေနော်အဲ့တော့သူကအဝေးကြည့်လို့ကောင်းနေတယ်ဆိုရင်အဲ့ဒီတယောက်မှာအားနည်းချက်ကစာကြည့်အနည်းငယ်မဟုတ်ဘူးဒါအသက်ရွယ်60နာကတ်လာတဲ့လူတွေမှာနော်ဖြစ်လိဖြစ်တာရှိတဲ့အရာ60တချို့90လို့နော်ပလက်သိပ်မရှိကြဘဲနဲ့ပလက်ကနေမိုင်းနဲ့ပြောင်းသွားတဲ့လူတွေခုတလောပိုင်းမှာတော်တော်ကိုများတယ်နော်ဒါလည်းဘာကြောင့်လို့အဖြေတော့ကြုံလည်းမရှာတတ်ဘူး